ဆိုတော့အားလုံးပဲမင်္ဂလာပါပြပိုင် blog ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့ဒီဗီဒီယိုမှာကျွန်တော် knowledge sharing လုပ်ပေးသွားမယ့်အကြောင်းအရာပေါ့နော်ကျွန်တော်နိုင်ငံသားမှာနေရင်းနဲ့ပြည်ပမှာနေရင်းနဲ့ပေါ့နော်ကိုယ်စိတ်ကိုတည်ငြိမ်အောင်ထားနိုင်ဖို့နည်းလမ်း၃ခုကိုကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာ knowledge sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ overseas Burmese worker တွေပြီးတော့ working as under pressure တွေပေါ့နော်ကျွန်တော်တို့ဒီ pressure ရနေတဲ့လူတွေဥပမာကျွန်တော် PR ရနေတဲ့လူတွေဒါမှမဟုတ် overseas တို့အလုပ်လုပ်နေတဲ့လူတွေအတွက်ဒီဗီဒီယိုက motivation တစ်ခုတော့ဖြစ်သွားလိမ့်မယ်နော်ဆိုတော့ဗီဒီယိုလေးကိုဆက်လက်ကြည့်ကြည့်ပါဦးကျေးဇူးပါဆိုတော့စလိုက်အောင်ပေါ့နော်အရင်ဦးဆုံးအနေနဲ့ကျွန်တော်နိုင်ငံသားမှာနေရတော့ overseas မှာနေရတာကတခါလေကျွန်တော်တို့လုံးလေးဖြစ်တယ်ပြီးတော့ရင်စိတ်အားမတက်ကြွတာပေါ့နော်ကျွန်တော်လက်ဆက်မရှိတာမျိုးဖြစ်တယ်ပြီးတော့ရင်ဒါမျိုးတွေအတွက်ကျွန်တော်ကိုယ်စိတ်ကိုတည်ငြိမ်ဖို့အတွက်ဒီသုံးခုကိုကျွန်တော်အသုံးပြုတယ်ပေါ့နော်ဆိုတော့ဒါတွေကဘာတွေလဲပထမဆုံးအနေနဲ့ပြောရမယ်ဆိုရင်အရေးကြီးဆုံးအချက်က morning mindset reset ဘာလို့ morning mindset reset လို့ပြောရလဲဆိုရင်ကျွန်တော်မနေ့နိုးပြီဆိုတာနဲ့ကျွန်တော်ရဲ့အုံတော့ကအရာအလုံးမှတ်သားနိုင်တဲ့အချိန်လေးဆိုတော့အဲ့အချိန်မှာကျွန်တော်အရင်ဆုံးဖုန်းကင်မဲ့အစားမနေ့ကျွန်တော် toilet သွားတာဖြစ်ဖြစ်အဲ့အချိန်မှာကျွန်တော်စာအုပ်လေးယူသွားတာဆိုတော့ဒီထဲမှာဒီဗီဒီယိုကြည့်နေတဲ့လူတွေထဲမှာမနေ့စောစောစီ toilet သွားပြီဆိုတာနဲ့အနည်းဆုံး15မိနစ်20လောက်တော့ကြာတယ်ပေါ့နော်ဆိုတော့မကြာဘူးဆိုတဲ့လူကတော့နည်းကိုနည်းပါတယ်ဆိုတော့100မှာ90ရာခိုင်နှုန်းတော့ရှိပါတယ်ပြီးတော့မနေ့တိုင်း toilet သွားပါတယ်ဆိုတော့ထားပါတော့အဲ့ဒီအချိန်မှာကျွန်တော် social မသုံးဘဲနဲ့စာအုပ်လေးယူသွားတာဖြစ်ဖြစ်ပေါ့နော်စာအုပ်လေးကျွန်တော်ဖတ်လိုက်တာအဲ့အချိန်မှာသတင်းစာလေးဖတ်လိုက်တာ magazine လေးဖတ်လိုက်တာကိုယ့်ရဲ့ mindset ကိုကြည်လင်ပြတ်သားစေပါတယ်ပြီးတော့ positive energy ရစေပါတယ်ပြီးတော့နောက်တစ်ခုမနေ့မိုးလင်းတိုင်းနိုးထလာတိုင်းပြောရမယ့်အကြောင်းအရာကဒီနေ့ငါစူးစမ်းမယ်အစွမ်းကုန်စူးစမ်းမယ်ဒီနေ့ငါအကုန်လုံးဖြတ်ကျော်နိုင်တယ်ငါအရန်တော်တယ်ဆိုတော့ကိုယ့်ကိုယ်ကို positive energy ရအောင်လုပ်ရမယ်ဆိုတော့ဒါပထမဆုံးအရေးကြီးဆုံးတစ်ချက်ဒုတိယတစ်ချက်ကဘာလဲဆိုရင် time offline ကဘာကိုပြောချင်တာလဲဆိုရင်ကျွန်တော်မနေ့အစောလေးအလုပ်သွားပြီဆိုတာနဲ့ဖုန်းပိတ်ထားပါဆိုတော့အရေးကြီးတဲ့အကြောင်းအရာတွေကိုတော့ message ပြန်လာတော့ပြဿနာမရှိဘူးเนาะဒါပေမဲ့ဖုန်းပိတ်ထားဆိုတော့တခြားမဟုတ် offline လုပ်ထားပါဘာလို့လဲဆိုတော့တချင်းနားထောင်မဲ့အစားပေါ့เนาะ positive energy ကိုရစီမဲ့ပတ်ဝန်းကျင်ကိုလေ့လာဥပမာကျွန်တော်အခုခေတ်ကဘာလဲဆိုရင်ကျွန်တော်အခုချိန်မှာကျွန်တော်အပြင်သွားရလဲသတိထားမိမှာဘာလဲဆိုတော့ဖုန်းကြီးပဲငုံကြည့်ပြီးတော့လူလာတော့သတိမထားမိတဲ့အခြေအနေဖြစ်သွားပြီเนาะဆိုတော့ဖုန်းပဲငုံကြည့်နေမဲ့အစားပတ်ဝန်းကျင်ကဘာတွေတိုးတက်နေလဲဘာတွေလုပ်နေကြလဲငှက်တွေရဲ့တာယာနာပြောဝဲကောင်းတဲ့အတန်လေးကိုနားထောင်ကျွန်တော်မနေ့စပိန်စီးသွားတဲ့အချိန်ကျွန်တော်ဆိုရင်တော့အဲ့လိုနားထောင်တယ်ပေါ့နော်ပြီးတော့တစ်ခုကျွန်တော်ဘတ်ကားပေါ်မှာသွားရဆိုတော့ဘတ်ကားပေါ်မှာသွားရဆိုရင်အစာအုပ်တွေဘီတူကာတွေအစာအုပ်တွေကျွန်တော် architecture တွေအဲ့ဒါတွေလေ့လာလို့ရတယ်ဆိုတော့ construction သမားတွေနေတယ်သူတို့ရဲ့ဘဝလေးဘယ်လိုလေးရှိလေ့လာလို့ရတယ်ဒါကိုကျွန်တော်မနေ့ကျွန်တော်ဒီ time offline လုပ်တယ်လို့ခေါ်တယ်ပေါ့နော်ဆိုတော့ဒုတိယအရေးကြီးဆုံးတစ်ချက်ကပါလဲဆိုရင် time offline လုပ်တာပြီးတော့နောက်တစ်ခုအဲ့ time offline လုပ်တာကလေတနေ့ကုန်လုံးရမှာလို့မပြောဘူးပေါ့နော်ဒါပေမဲ့ကိုအရန်အလုပ်ထဲမှာအရန်မွန်းကြလာတဲ့အချိန် offline လုပ်လိုက်ပြီးတော့ land track လျှောက်တာဖြစ်ဖြစ်15မိနစ်20ပေါ့နော်။အော်မှာကျွန်တော်ဆိုရင် time offline လုပ်တဲ့အချိန်ပဲအချိန်လေးရှိလဲဆိုရင်မနေ့အစောကြီးကျွန်တော် space စီးသွားတဲ့အချိန်ခါလေကျွန်တော်အရင်အလုပ်ထဲမှာအမားတွေများလာတဲ့အချိန်တွေပါလေဆိုရင်ကျွန်တော်အပြင်ထွက်လိုက်တယ်ခဏလေးကောင်းကင်ကိုမောကြည့်တာဖြစ်ဒါကို time offline လုပ်တယ်လို့ခေါ်တယ်။ဆိုတော့နေ့တိုင်းမလုပ်ချင်ဘူးလို့လဲဆိုရင်တော့ကျွန်တော်တို့ဒီတပတ်တစ်ခါဖြစ်ဖြစ်ပေါ့နော်ကျွန်တော် beach မှာသွားထိုင်ပြီးတော့အဲ့လိုမျိုးပင်လယ်ပြင်ကိုကြည့်ရတဲ့အရာလားအဲ့ဒါမျိုးလုပ်ကြည့်ပါဘောနော်ကျွန်တော်ကတော့အားပေးတယ်ဘာလို့လဲဆိုတော့လူတိုင်းမလုပ်ဘူးကြောက်ဇက်ကားတွေထဲမှာကြည့်တယ်ဆိုတော့ဒါတကယ်အနှစ်သာရရှိဆိုတော့ထားပါတော့ဒါအတိုင်း offline လို့ပြီးတော့ရင်ကောင်းကင်ပြင်ကိုလေမြေပြင်မှာအိတ်ချပြီးတော့ကောင်းကင်ပြင်ကိုပက်လက်ကြီးကြည့်ရတဲ့အရာပြာတောက်နေတဲ့ကောင်းကင်ကိုပက်လက်ကြီးကြည့်ရတဲ့အရာအရန်ကောင်းပါတယ်လုပ်ကြည့်ပါဆိုတော့ဒါ time offline လုပ်တယ်လို့ခေါ်ပါတယ်ဆိုတော့ဒုတိယတတိယတစ်ချက်ကတော့ဗာလဲဆိုတော့ record your feeling ပေါ့နော်အဲ့ဒါဘာကိုပြောချင်တာလဲဆိုရင်ကိုယ့်ရဲ့ခံစားချက်ကိုကိုကချရေးပါပေါ့ဘာလို့ချရေးတာလဲဆိုဒိုင်ယာရီရေးခိုင်းတာမဟုတ်ကျွန်တော်ကလည်းဒိုင်ယာရီမရေးဖြစ်ဘူးဘာလို့လဲဆိုတော့နေ့တိုင်းကျွန်တော်တို့အလုပ်လုပ်ရတယ်ကျွန်တော်တို့ overseas လုပ်ရတဲ့လူတွေအနေနဲ့ဒါကအရန်ကိုခက်ခဲတယ်ပေါ့နော်ဘာလို့လဲဆိုတော့အရန်နေ့တိုင်းဖန်တောင်ပေါ့နော်ဘယ်လိုပြောရမလဲပြုတ်လို့ပြောမယ်ဆိုဖန်တောင်စိတ်အနှောက်အယှက်အရန်ဖြစ်တယ်ဆိုတော့ထားပါကိုယ်စိတ်ခံစားချက်ကိုမှတ်သားမယ်ကိုယ်စိတ်ခံစားဒီနေ့ငါဘသူ့ကိုစိတ်တူလိုက်တယ်ဆိုတော့အမှတ်ထားပြီးတော့နောက်တစ်နေ့မှာပြန်ဖတ်ကြည့်အရန်ကောင်းတဲ့ feeling ဖြစ်တယ်ကျွန်တော်ဆိုအဲ့လိုမျိုးဖြစ်တယ်ပြီးတော့နှုတ်ရေးတာပေါ့နော်ဆိုတော့ကျွန်တော်ဆိုရင်ဗီဒီယိုလုပ်မယ်ဆိုရင်ကျွန်တော်ဒီနေ့ဘာလုပ်မယ်ကိုယ်နှုတ်ထဲမှာရေးထားတယ်အဲ့နှုတ်လေးကိုပြန်ဖတ်တော့ကျတော့ကိုကဒီနေ့ငါမလုပ်ရသေးဘူးပဲဆိုတာကိုသတိထားမိတယ်ပြီးနောက်တစ်ခုကျွန်တော်စလုပ်တဲ့အချိန်မှာလည်းပေါ့နော်အဲ့ဒါဘာလဲဆိုရင်ကျွန်တော်ဒီနှုတ်လေးကိုစရေးတဲ့အချိန်မှာလည်းစမလုပ်ဖြစ်ဘူးတကယ်တော့လုပ်တင်ပါတယ်ပေါ့နော်ဆိုတော့ဒီနေ့မှာငါဘာလုပ်ရမလဲဒီနေ့ငါဘာပြီးအောင်လုပ်ရမလဲဆိုတော့နှုတ်လေးကိုကိုယ့်ရဲ့ feeling ပေါ့နော်ကိုယ့်ရဲ့ခံစားချက်ဒီနေ့ငါပျော်နေတယ်ဒီနေ့ငါဝမ်းနည်းနေတယ်ဒီနေ့ငါလူကျင်တန်းကျင်စိတ်ဖြစ်နေတယ်ဒီနေ့ငါတနာစိတ်ဝင်နေတယ်အဲ့ဒါမျိုးဘာခေါ်မလဲကျွန်တော်တို့ဘယ်လိုပြောမလဲ record your feeling လို့ခေါ်တယ်ဆိုတော့အဲ့ဒါလေးလည်းလုပ်တင်ပါတယ်ဆိုတော့လုံးလေးဖြစ်တဲ့လူတွေစိတ်မတန်ပေါ့နော်ဆိုစိတ်အားငယ်တဲ့လူတွေဆိုရင်စိတ်တည်ငြိမ်ဖို့အတွက်ဒီ၃မျိုးကိုလုပ်ပါပထမဆုံးအနေနဲ့ morning mindset reset ပြီးတော့နောက်တစ်ခု time offline ပြီးတော့နောက်တစ်ခု record your feeling
ဆိုတော့ morning mindset ရတဲ့ကတော့ကျွန်တော်ပြောတော့ပါပဲမနက်တိုင်းမှာကျွန်တော်ဒီစာအုပ်တုံးလေးဖတ်တာ positive energy ရအောင်ဝင်တာပြီးတော့ time offline ကတော့ social မသုံးတာပြီးတော့အခု record your feeling ကတော့ကိုယ်စိတ်ခံစားချက်ကိုချရေးတာပေါ့နော်နောက်ဆုံးကျွန်တော်ပြောချင်တာကတော့ဘောနော်ကျွန်တော်တို့အလုပ်ကောင်းတာထက်ပေါ့နော်အလုပ်ကြီးပဲဘယ်လောက်ကောင်းကိုယ်စိတ်ခံစားချက်မပြောရင်အလကားပဲပေါ့နော်ဆိုတော့အဓိကကတော့ကိုယ်စိတ်ခံစားချက်ပြောနေအောင်ကိုယ်စိတ်တည်ငြိမ်နေအောင်အမားတွေမလုပ်မိအောင်ဆုံးဖြတ်ချက်မှန်ကန်အောင်ကျွန်တော်တို့စိတ်လေးကိုပျော်အောင်ထားပြီးတော့စိတ်တည်ငြိမ်အောင်ထားပြီးတော့ကိုယ်လက်ရှိလုပ်နေတဲ့အလုပ်ကိုကောင်းကောင်းလေးလုပ်နိုင်ဖို့အတွက်ကျွန်တော်စိတ်ကလေးကိုပျော်ရွှင်အောင်ထားကြဖို့အတွက်ဒီနေ့ကျွန်တော်ဒီ3မျိုးပေါ့နော်3မျိုးကိုကျွန်တော်စိတ်တည်ငြိမ်အောင်လုပ်နိုင်မယ်3မျိုးကိုကျွန်တော်ဒီနေ့ဒီက knowledge sharing လုပ်ပေးတာပါဖြစ်ပါတယ်ဆိုတော့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် bye bye